အကျွေးများနေတယ်ရှိလားဗျအကျွေးကြည်ခြင်းနဲ့ဆိုလို့ရှိရင်လေရုပ်ကစိုးဘိုးကြီးစီမှာသွားပြီးတော့ဆွတောင်းတဲ့နီးကိုကျွန်တော်ပြောပြမယ်ဒီနီးကအရန်ကိုမှအစွမ်းထက်တာအကျွေးများနေတာစိတ်ညစ်စရာကောင်းလောက်အောင်သေခြင်းလောက်အောင်အကျွေးမီရေများအတိုးပေါ်အတိုးစင်အကျွေးတွေမဆက်နိုင်လောက်အောင်ဒုက္ခဖြစ်နေတဲ့ပြည်တော်မှဒီနီးနဲ့လှုပ်လိုက်တာချက်ချင်းစင်ပြေသွားတယ်ဘာလောက်ကလဲဆိုတော့ညနေစားညောင်မင်းခက်ကြီးကြီးလည်းရတယ်အပင်လည်းရတယ်ချိုက်တဲ့အပင်စီသွားကိစ္စမရှိဘူးတချို့ဆိုလို့ရှိရင်တော့တကယ်ပြောလို့ရှိရင်နန်းနေမှာလေယောဂစိုးဘိုးဘိုးကြီးဟိုနန်းထားတဲ့နေရာတွေရှိပါတယ်ညောင်မင်းတွေရှိပါတယ်အဲ့လိုမျိုးနေရာသွားလဲရတယ်ဒီတိုင်းရိုးပဲညောင်မင်းခက်ကြီးကြီးအပင်တွေစီသွားလဲရတယ်နော်အောက်ကပကံများတစ်ပြားခံပကံများတဲ့ပကံများပေါ်မှာပကံလုံးတစ်လုံးတင်ပြီးတော့ပူတော့မုတ်တပြေးပြို့ထည့်ပြီးစွန်းတော်ပြရတယ်ယောဂစိုးကိုစရောစာထုတ်တဲ့သဘောနဲ့ဒါနပြပါမယ်ကောက်ငင်းပေါင်းလေးထည့်ဆိုတာလည်းရတယ်နော်သို့မဟုတ်ဘူးပေါ့မုတ်တပြေးပြို့မုတ်တပြေးပြို့ထုတ်လည်းရတယ်အဓိကတော့ပူတဲ့မုတ်လေးတွေပေါ့အငွေချောင်းလောင်းထွက်ပြီးတော့ပူတဲ့မုတ်လေးတွေဆိုလို့ရှိရင်ပို့ပြီးတော့အဆင်ပြေပါတယ်တချို့ကတော့ဘာမှမရှိတဲ့ခါဘာလို့လဲဆိုရင်နွေးချမ်းလှူတယ်အောက်ကပကံများလေးခံပြီးတော့ဖက်ကလေးတင်ပြီးတော့ရင်နွေးချမ်းလေးတစ်ပတ်ရောက်ခံပြီးပူလေးနဲ့သွားပြီးတော့လှူတယ်အဘယုကစိုးစောင့်ရှောက်ပါစူပါလှူတူတဲ့ခါမှာအုံရုတ်ခဒေဝလာပံမေဘိုးတတိဆိုတာကိုကောက်ရွတ်ပြီးတော့လှူပါတယ်လှူပြီးသွားလို့ရှိရင်အကုန်ထားခဲ့ရမှာနော်ပြန်ယူလာလို့မရလှူပြီးသွားရင်အရှင်ရုပ်ကစိုးဖုံးတကိုကြီးပါသည်လို့ပြောပြီးတော့ထွက်ခဲ့ရတယ်ကျင်းနေပေါ့အချွေးတွေအားလုံးကြည့်သွားရမယ်